အထူးလို့99လေးစော့ပြနေတာဖြစ်ပါတယ်ဝင်ပါတယ်ဝင်နေတော့ကြာနေတယ်ကျွန်တော်လေးကြာနေတော့ကျွန်တော်လေးအိမ်ဝင်သွားပါပြီဝင်လာတယ်ဝင်ပြီးပလေးကိုနိုင်တယ်ပလေးကိုနိုင်မယ်နိုင်တယ်အိမ်ပါတက်နေတယ်ကျွန်တော်တနေချင်းကိုစော့ပါတယ်ကျွန်တော်တနေချင်းက join နေပါတယ်ကျွန်တော်တနေချင်းဆိုတဲ့တန်စင်မလေးဆိုတာစောင့်နေပါတယ်အဲ့မှာပြေးလို့ဆိုပြီးကျွန်တော်တို့စောင့်နေပါတယ်ကျွန်တော်တနေချင်းမှာ50ရက်ရှိတဲ့ XXSH လာပါလားမသိဘူးအဲ့လိုတောင်လေး15ရက်ရှိတဲ့တောင်လက်ဆက်ဆိုရှိဘူးပေါ့အဲ့တောင်ဘဲတုံဒီတက်ပြောပြနေရတာအေးဒီမှာ EMPTYG7 လည်းရောက်ရှိလို့လာပါကျွန်တော်သူ့တောင်ပေါ်တနေ့34ရက်ငါဘာပြောတာပြောလိုက်တာလေအားချလိုက်တယ်အမလီယာပေါ့ဒီမှာချက်ဖြစ်တဲ့တောင်အမြဲဝင်မအဝယ်မြေလို့ကျွန်တော်ပြောပြီးဝင်ပါတယ်သူအချစ်မကောင်းသွားပဲဝင်နေနောက်ပြီးကြိုက်အချစ်မဆာလာပါဆနာဆာလာအဆုံးဒီမှာနောက်ကြီးပြရတယ်ပြောပဲ